ယရဏတုတ်ထဲမှာဘုရားဟောထားတာရှိတယ်ဗုဒ္ဓထစရိယာညာတထစရိယာလောကထစရိယာတဲ့ဘုရားဖြစ်အောင်အရင်ကျင့်တယ်ပြီးရင်ညာဗုဒ္ဓထစရိယာဘုရားဖြစ်အောင်အရင်ကျင့်တယ်ဖြတ်ဖြစ်ပြီးရင်ညာတထစရိယာသူ့လူမျိုးတွေပရမီရင့်အောင်ပရမီထက်တန်အောင်သူ့လူမျိုးထဲမှာရှိနေတဲ့ယဟန္တာစုရထားတဲ့ယဟန္တာစုတောင်းထားတဲ့လူတွေတဝကစုမဟာတဝကစုတောင်းထားတဲ့လူတွေအကုန်လုံးဆွဲတင်ပေးရအောင်မယ်ဦးဇင်းတို့လူမျိုးတွေဖျားကိုဖျားမှန်းတိမှတရားကိုတရားမှန်းတည်ချာတိမှတန်ခါကိုတန်ခါလို့တည်ချာတိမှအဲ့ဒီဦးဇင်းတို့လူမျိုးအကုန်လုံးယဉ်ကျေးမှအကုန်လုံးတိမှနောက်တစ်ဆင့်တူတက်မှာနောက်တစ်ဆင့်ဆိုတာကလောကထစရိယာလေကျန်တဲ့တိုင်းရင်းသားလူမျိုးတွေမွန်တို့ရှမ်းတို့ကရင်တို့ဗမာတို့ကဘာပေါ်မှာရှိသမျှလူမျိုးတရားတစ်ပါးကိုတို့ထပ်ပြီးတော့မှသာသနာပြုမှာပေါ့အခုတော့ဘာဖြစ်လို့ကဘာမကြော်သေးတာလဲဆိုတာကဦးစင်းလူမျိုးတို့လူမျိုးတစ်မျိုးတည်းတောင်မှအတော်ကြီးဟောနေရအောင်မယ်အတော်ကြီးပြောနေရသေးတယ်လေအဲ့တော့ဦးစင်းတို့လူမျိုးတစ်မျိုးတည်းတောင်မှအတူဟောနေရသေးတယ်အတူပြောနေရသေးတယ်ဆိုလို့ချင်းကဘာကြောင်အောင်လုပ်မယ်ဆိုဘာထူးသေးလို့လဲဘာမှမထူးဘူးအတိညာပညာကြီးမားတဲ့အနောက်နိုင်ငံတွေကပဲအကုန်ရတော့မယ်ဦးစင်းလူမျိုးတွေကြံခဲ့မှာပေါ့ဦးစင်းတို့လူမျိုးတွေမကြံခဲ့အောင်ဦးစင်းတို့လူမျိုးဟာဘာလူမျိုးလဲဦးစင်းတို့လူမျိုးကိုယ်တိုင်သိအောင်သူကအရင်လုပ်ပြရအောင်မယ်အဲ့ဒါကသူ့တာဝန်လေဖျားပြအောင်ကျင့်ပြီးတော့ဖျားပြအောင်တော့ကျင့်ပြီးပြီဘာကြံလဲဆိုတော့ညာတထစရိယာဆွေမျိုးတွေအတွက်ကျင့်ကြံပေးရအောင်မယ်ဆွေမျိုးတွေအတွက်ကျင့်ကြံပြီးမှဆွေမျိုးတွေအတွက်သာသနာပြုပေးပြီးမှဆွေမျိုးတွေရဲ့မျက်စိတွေကိုနားတွေကိုအလင်းဖွင့်ပေးရအောင်မယ်ဦးဇင်းတို့လူမျိုးတွေမျက်စိလင်းပြီဆိုမှနားတွေပွင့်ပြီဆိုမှလောကထစရိယာလောကရဲ့အကျိုးကိုသူပြန်ကြည့်မှာအဲ့ဒီကျရင်တော့ကဘာကြော်ရင်လဲကြော်တတ်မယ်ကဘာကိုချုပ်ကင်မဲ့သူဖြစ်ခြင်းလဲဖြစ်သွားမှာပေါ့ဦးစင်းတို့လူမျိုးတွေဟာတောင်ပေါ်ကပိုးတွေရောအောက်ပြည်အောက်ရွာကပိုးတွေရောဘယ်တော့အကုန်လုံးလိမ်မာကြမလဲဆိုတာကတော့ဦးစင်းတို့လူမျိုးပေါ်ပဲမူတည်တာပေါ့တောင်ပေါ်ကပိုးတွေရောအောက်ပြည်အောက်ရွာကပိုးတွေရောဘယ်တော့လိမ်မာကြမလဲဆိုတာပဲစောင့်ကြည့်နေပေါ့တောင်ပေါ်တွေရောတောင်အောက်တွေရောမြေပြန့်တွေအကုန်လုံးလိမ်မာပြီဆိုတော့မကြတော့ဘူးလို့မှတ်လိုက်တော့ခုကလူတက်တန်းက100တန်းရောက်သွားပြီလေစုကကာလရောက်သွားပြီစုကကာလဆိုတာကဒါနပြုတဲ့လူနည်းလာမယ်တိရဆောက်တည်တဲ့လူနည်းလာမယ်ဘဝနာပွားများတဲ့လူနည်းလာမယ်ဘာဖြစ်လို့လဲဆိုတော့စုကကာလရောက်ပြီလေတရားကိုလည်းစိတ်မဝင်စားတော့ဘူးတိရအပေါ်မှာတမတိအပေါ်မှာဘဝနာအပေါ်မှာဒီတိရတမတိပညာအပေါ်မှာစိတ်ဝင်စားမှုအားနည်းလာပြီဘာဖြစ်လို့လဲဆိုတော့စုကကာလရောက်ပြီလေဒီစုကကာလမှာရတလောက်ဦးဇင်းတို့ဆရာကဦးဇင်းတို့လူမျိုးကိုအဓိကထားပြီးတော့မှဆွဲတင်ပေးတယ်ဆွဲထူပေးတယ်ဒီတဘဝဟာဦးဇင်းတို့ဆရာရဲ့နောက်ဆုံးဘဝမဟုတ်သေးဘူးရှိသေးတယ်ဦးဇင်းတို့စုကကာလအဆိုးဆုံးပေါ့နော်မရောက်မချင်းတော့ဦးဇင်းတို့ဆရာတို့ဦးဇင်းတို့လူမျိုးအတွက်ဆွဲတင်ပေးနေအောင်ပါပဲနောက်ဆုံးအသက်တန်း30တန်းအထိကယ်လို့ရနိုင်သမျှသူကယ်တော့မှာပါအဲ့10တန်းရောက်သွားပြီဆိုရင်တော့ကတိ3ပါးလာကြလိမ့်မယ်တတ်ကြမယ်ဖြတ်ကြမယ်အဲ့ဒီကနေစပြီးတော့မှပုံနိုင်တဲ့လူပုံပေါ့
အဲ့ဒါကိုကာကနနာတေချာတိရှင်တော့အရှင်တေသောတာရဟောထားတဲ့ခေါင်းပြီးထားမှပန်လို့ရတရားတော်ကိုကြာကြာနားထောင်ကြည့်လေအဲ့ဒီစုကကာလကုံဆုံးသွားပြီဆိုလို့ရှိရင်တက်ကကာလတစ်ခါပြန်လာလိမ့်မယ်အဲ့ဒီတက်ကကာလတစ်ခါပြန်စတဲ့အချိန်မှာသူကလည်းပြန်ပြီးတော့မှသာသနာပြုလိမ့်မယ်နတ်ပြည်ကဆင်းလာပြီးတော့သာသနာပြန်ပြုမယ်တက်ကကာလကတရားတန်းကနေပြီးတော့မှထောင်တန်းကနေပြီးတော့မှ1000 တန်းကနေပြီးတော့မှ3သိန်းတန်းကနေပြီးတော့မှတဂရီတန်းပြီးတော့မှတခါတင်ချီတန်းတက်ကကာလရှိတည်တယ်အဲ့ဒီတက်ကကာလပတ်လုံးပရမီဖြည့်အောင်မယ်ဒီတက်ကကာလတွေတအားများသွားပြီဆိုမှပဲတခါသာသနာပြုငါတပည့်တွေငါရဲ့ဝိနည်းတတဝါတွေပရမီရင့်တန်ကုန်ပြီဒီတခါတော့ငါနားလို့ရပြီဆိုတဲ့အခါကျမှသူနားမယ်ဘယ်မှာနားမယ်ဆိုတော့သူတိတာနတ်ပြည်မှာနားမယ်အဲ့ဒီတက်ကကာလတွေဆုံးသွားပြီဆိုလို့ရှိရင်အဲ့ဒီတက်ကကာလကနေပြီးတော့မှအတင်ခြေတန်းတွေတခါကနေပြန်ကြတတင်ခြေ2တင်ခြေ3တင်ခြေ4တင်ခြေနောက်ဆုံးဂဒေတန်းကနေပြီးတော့မှ10သိန်းတန်းကနေပြီးတော့မှစုကကာလပြန်ကြအဲ့လိုပြန်ကြပြီးတော့3သိန်းတန်းရောက်တဲ့ခါအကြမှာဦးစင်းတို့ဆရာရဲ့နောက်ဆုံးမှအနေနဲ့သူပြန်ဆင်းလာမယ်အရိမိတဘုရားဖေရအဖြစ်နဲ့ပေါ့အဲ့ဒါကြမှာလမ်းဆုံးတာအခုတော့ဆရာလမ်းမဆုံးဘူးအချိန်အများကြီးပြရအောင်မယ်ဘာဖြစ်လို့လဲဆိုတော့ဦးစင်းတို့တက္ကမတို့အကြီးထူနေသေးတယ်လေကြီးဒီထူနေသေးတယ်ဘုရားကိုလည်းကာကနနာမတိသေးဘူးတရားကိုလည်းကာကနနာမတိသေးဘူးတန်ခါကိုလည်းကာကနနာမတိသေးဘူးဒီလတမတိပညာဆိုလဲဘာမှန်းကိုအခုထိဘဝနာဆောတော့မနန်တိဘူးလေမနန်တိတဲ့ဘဝလေအဲ့တော့ဦးဇင်းတို့ရောတက္ကမတွေရောအများကြီးကြိုးစားရအောင်မယ်အဲ့တော့ဒါနဆောနာမတိလဆောနာမဘဝနာဆောနန်တဲ့အခါကျမှအဲ့ဒီအရေးတွေးတွေအရေးရှင်းနေပြီဆုံးတဲ့အခါကျမှဦးဇင်းတို့ဆရာတမန်တုတိတာနတ်ပြည်မှာနားမှာအခုတော့ဆရာသမားနားလို့မရသေးဘူးအလုပ်ကများနေသေးတယ်ဦးဇင်းတို့ဖေယားဟာဦးဇင်းတို့ဆရာဟာဖေယားနဲ့တူအောင်ကျင့်ရမှာပေါ့ဖေယားနဲ့တူအောင်နေရမှာပေါ့မဟာကရုဏိကောနာထောဗုဒ္ဓောမေသာတုတိတကေတဲ့ဦးဇင်းတို့ဆရာဟာဦးဇင်းတို့ဖေယားဟာတနာတဲ့နေရာမှာနေရောက်မရှိဝိနည်းတတ္တဝါတွေမပြောနဲ့ဒီနေ့အောင်သူ့လူမျိုးအပေါ်မှာသူဘယ်လောက်ချစ်တယ်သူဘယ်လောက်တန်ဖိုးထားတယ်သူ့လူမျိုးပဲလားဆိုတော့မဟုတ်ဘူးလေ30ပုံမှာရှိနေတဲ့ဒုက္ခရောက်နေတဲ့တတ္တဝါတွေရောချမ်းသာနေတဲ့တတ္တဝါတွေရောအဲ့ဒီစီးစိမ်ရစ်နေတဲ့တရားတွေရောမြမာတွေရောအဲ့ဒီအိုချင်းတရားတွေနာချင်းတရားတွေတေချင်းတရားတွေနှိမ့်ဆက်တဲ့ဓာန်ကိုသူတို့ကောင်းနားမလဲဘူးတချို့ကြတော့အဲ့ဒီစီးစိမ်နောက်ကိုလူစီးစိမ်နတ်စီးစိမ်မြမာစီးစိမ်နောက်ကိုပဲရစ်မူးနေသေးတယ်အဲ့တော့အရေးထူနေသေးတာပေါ့အဲ့တော့ဦးဇင်းတို့ဆရာဓမ္မတွေကအဲ့ဒါတနာချင်းကြီးစွာနဲ့ပရမီဖြည့်ပြီးတယ်ပရမီမရင်တဲ့ဒီလိုပရမီရင်အောင်အဲ့ဒီလိုကြိုးစားပြီးတယ်အနာခံပြီးတော့မှအချင်းကုန်ခံပြီးတော့မှအနစ်နာခံပြီးတော့မှဦးဇင်းတို့ကိုပရမီရင်အောင်ပြုလုပ်ပေးတယ်ကြိုးစားပေးတယ်အားထုတ်ပေးတယ်စွမ်းဆောင်ပေးတယ်အများကပြောနေတဲ့အရိမိတ္တရဘုရားအလောင်းဟာတုတိတာနတ်ပြည်မှာနတ်စည်းစိမ်ခံစားနေတယ်လို့ပြောနေကြတယ်
တမုတ်တေခါထားထဲမှာပဲကြည့်လိုက်ကင်ကာဝါလူတဲဆုမကပွင့်တော်မူကြတဲ့ဘုရားတွေအားလုံးဟာသူတို့ထင်တာစင်ခံတဲ့ဘုရားလူတို့ထင်တာအဲ့ဒီလိုစင်ခံနေရင်နဲ့ဘုရားဖြစ်တယ်လို့ပဲသူတို့ထင်တာဦးစင်းတို့တိထားရမှာကဘုရားဆိုတာစင်ခံတဲ့အမျိုးမဟုတ်ဘူးဘုရားဆိုတာစင်ခံတဲ့သူမဟုတ်ဘူးအိုခြင်းဒုက္ခနာခြင်းဒုက္ခတည်ခြင်းဒုက္ခကိုအဲ့ဒီဒုက္ခကိုလွတ်ကင်းအောင်ကြိုးစားနေတဲ့သူဒီဘာမှမဟုတ်တဲ့လူစည်းစိမ်နတ်စည်းစိမ်ဗျမစည်းစိမ်လောက်ကတော့ဘယ်ခရုဆိုင်ပါလဲဦးရှင်တို့ဘုရားရဲ့အာတိတကနိဗ္ဗာန်ရဲ့ချမ်းသာတစ်ခုပဲနိဗ္ဗာန်ချမ်းသာကိုလူရှင်မှတော့ဘာမှမဟုတ်တဲ့လူချမ်းသာနတ်ချမ်းသာဗျမချမ်းသာတွေဘာလို့မလဲအဲ့တော့သူနိဗ္ဗာန်ချမ်းသာရတဲ့အခါသူတယောက်တည်းနဲ့မခံစားချင်ဘူးနိဗ္ဗာန်ချမ်းသာကိုအဲ့တော့ငါလူမျိုးတွေ30ပုံမှာရှိနေတဲ့ဝိနည်းတတ္တဝါတွေအဲ့ဒီနိဗ္ဗာန်ချမ်းသာကိုအတူတူခံစားစေရှင်တဲ့စန္ဒနဲ့ကရုဏာနဲ့မေတ္တာနဲ့မုဒိတာတရားတွေနဲ့အဲ့ဒါကိုအကြောင်းပြုပြီးတော့မှသူနိဗ္ဗာန်တွားလို့ရှိရင်ငါတယောက်တည်းမတော်ဘူးငါရဲ့ဆွေမျိုးတွေငါရဲ့အမျိုးတွေ30ပုံမှာရှိနေတဲ့ဝိနည်းတတ္တဝါတွေရတလောက်ပါအောင်ငါခေါ်သွားမယ်အဲ့ဒီလူတွေကိုနိဗ္ဗာန်ချမ်းသာကဘယ်လိုမျိုးလဲငါပေးတိအောင်မယ်ငါပေးတိမယ်အတူခံစားကြမယ်လို့အဲ့ဒီထက်ရှင်းအောင်ပြောရရင်တော့အစားကောင်းအတော့ကောင်းတိုးတဲ့အခါသူတယောက်တည်းမစားဘူးပေါ့သူ့ရဲ့အချစ်ဆုံးငယ်ချင်းတွေသူ့ရဲ့အမျိုးတွေခေါ်ပြီးမှအတူတူစားကြတာအဲ့လိုမျိုးစိတ်ဓာတ်နဲ့မြတ်စွာဘုရားပါရမီဖြည့်တာသူတယောက်တည်းနိဗ္ဗာန်တွားချင်တွားလို့ရတာကြာပြီလေအဲ့ဒီတော့ဘယ်တွားမလဲဦးစင်းတို့ဆရာကဦးစင်းတို့ဘုရားကမဟာကရုဏာတိတ်ကြီးမားတယ်ဘယ်ဟာနဲ့မှနိုင်ရှင်လို့မရဘာနဲ့တူလဲလို့တွားမှမင်းနဲ့နိုင်ဆရာကိုဘာနဲ့တူမှမကိုနိုင်ဆရာမရှိဘူးအဲ့ဒီတော့တိထားရမှာကဦးစင်းတို့ဘုရားဟာစင်ခံတဲ့ဘုရားမဟုတ်ဘူးတုတိတနတ်ပြည်မှာနတ်စည်းစိမ်ခံစားနေတယ်လို့တွားပြီးတော့မှနားမယောင်နဲ့အဲ့လိုနားယောင်ရင်ကိုပါခိုင်းတဖြည်းဖြည်းနဲ့ဝေးသွားမယ်ဦးစင်းတို့ဆရာကိုဦးစင်းတို့ဘုရားကိုအဲ့တော့အဲ့ဒါသိထားဖို့လိုတယ်